ဒီနေ့ကတော့ငွေချင်းအမအောင်မိတ်ကပ်ပြင်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့ဒိုရုဒိုနာလေးဖြစ်ပါတယ်Hello ချစ်တော်ရဲ့မင်္ဂလာပါဒီတစ်ခါဗီဒီယိုလေးမှာတော့ရီရဲ့တငယ်ချင်းအမကိုပေါ့နော်မိတ်ကပ်ဆမ်းပြီးတော့ပြင်ပြမှာဖြစ်ပါတယ်တစ်ချက်ကြည့်ပြီးနော်CI style နဲ့ makeup artist လို့ပါလို့ညာလို့လည်းပြင်နေပေါ့နော်မျိုးခုံးမိုးလေးဆွဲပြီးတော့ပြင်နေပါပြီလဲမျိုးခုံးမိုးဆွဲဝိုင်းနဲ့ကြည့်တော့အမပြင်နေတဲ့လန်ကချယ်ရီလေးပြတဲ့ eye shadow တွေပြင်နေပေါ့နော်မျိုးခုံးမိုးဆွဲပြီးတဲ့အခါမှာတော့အဲ့လိုမျိုးပေါ့နော်မိတ်ကပ်ပြင်ရတာကိုတော်တော်သဘောကျတယ်ဝါသနာလည်းပါတယ်ပေါ့နော်သူများကိုအဲ့လိုပြင်ပေးရတာသူများကိုပြင်ပေးပြီးတော့သူများအဲ့လိုလှသွားရတယ်ဆိုအရန်ကိုပီတိဖြစ်ရတယ်ပေါ့နော်ဝတီကတော့ဝတီနဲ့မခင်လိုက်နဲ့ခင်လိုက်ပြီဆိုရင်အဲ့ဒီ main ကလေးကိုမိတ်ကပ်ပြင်ဖို့အတင်းစီယုံပြီးခေါ်တော့တာပဲဟုတ်မယ်ဇာမိုင်းပေါ့အဲ့ဒီမိတ်ကပ်ပြင်နဲ့အမလည်းကိုပြင်သမျှအကုန်ငိန်ခံနေပေါ့နော်ကိုကလေးဖောတယ်ပေါ့နော်ဘယ်လိုပဲညာပါညာပေါ့သူလေးဖောတယ်သူကလည်းကိုပြင်တော့လှတယ်သူကမှန်မကြည့်မနဲ့လှတယ်ပဲလုံးရသူကိုသူပေါ့နော်တကယ်လည်းပြင်ထားတာတော်တော်လှပါတယ်မိတ်ကပ်သားမှတက်လာပြီပေါ့နော်အဲ့လေလာတော့